ကစားသမား2ယောက်ဒဏ်ရာ2ခုည2ညနဲ့စိုးရိမ်မကင် post များအန်ဂျယ်မင်းကစားသမား2ယောက်ဒဏ်ရာ2ခုပေါ့လေနှစ်ညစတိုက်ဖြစ်စဉ်တွေမှာကျွန်တော်တို့လည်းအသေးတွေကွဲလို့ကွဲပေါ့ပထမညနဲ့ပထမကစားမကလီဗာပူးရဲ့အီဆက်ပါဒုတိယညနဲ့ဒုတိယကစားမကဘရူနိုဖြစ်ပါတယ်ဖြစ်စဉ်2ခုလုံးဆုံးရှုံးမှုကြီးမားပါတယ်ဒါမဲ့ဒီလိုဒဏ်ရာရရှိမှုမှာဒူညီလာတွေများခဲ့သလိုကွဲပြားခြားနာတာတွေလည်းရှိခဲ့တာမှန်ပါပဲဘာနေဇက်ကတော့နားခဲ့တာကြီးပဲဖြစ်ပါတယ်အီဆက်ကြောင့်စာပြောကြည့်ကြပါလေတိုက်ဆုံတယောက်ဂိုးတွေတွင်သွင်းယူနေမှာကိုမလိုလားတဲ့အသင်းစွာမရှိပါဘူးဒါမဲ့လောလောဆယ်လီဗာပူးမှာဖြစ်နေတဲ့ပြဿနာနဲ့တောင်းတနဲ့အလင်းအောင်ကအီဆက်မဟုတ်ပါဘူးရှင်တဲ့ကစားမများရောက်ရရက်မှာတွေ့ဖီချင်းညှော်လင့်အားထားရပါတော့လူတင်များထင်လို့ဖြစ်မလားသလိုဖြစ်လာအောင်လဲစွမ်းဆောင်နိုင်မှုရှိသေးခြင်းနီးပြနဲ့အသင်းရဲ့မချိမဖြစ်ကစားမကြားမုံတိုင်းဆင်နေခြင်းတည်ငြိမ်သောခြေစွမ်းစီရောက်အောင်သွားဖို့တစ်ခုမဟုတ်တစ်ခုလွဲချော်နေရခြင်းတွေဟာတီးတန့်အိုင်ထိုးနေပြီးသားပါအဲ့လိုအားလုံးထဲမှာအီဆက်ကလည်းဘာမှဖြစ်မလားဆိုတာတော့ပါဝင်နိုင်တာပေါ့လေဒီလိုခြေနေမျိုးမှာဆွေဒင်ရဲ့တစ်နှစ်တာအကောင်းဆုံးစားမဆုကိုသူရခဲ့တယ်ရမချဘူးလီဗာပူးအတွက်ဒုတိယမြောက်ဂိုးအသွင်းယူနိုင်ခဲ့တာဆိုတော့ဒီဂိုးကိုချစ်လိုက်တာပေါ့လေဒါပေမဲ့အဲ့ဒီဂိုးအသွင်းယူချိန်မှာပဲစပါနောက်ကန်လူဗန်ဒီဗန်ရဲ့ဖျက်ထုတ်မှုကြောင့်ဒီတဲဟာကိုသူလက်ခံခဲ့ရတာဖြစ်ပါတယ်ဒါအသင်းအတွက်လည်းနာပါတယ်ဒါပေမဲ့သူ့အတွက်နာတာကပိုပါတယ်ဒီတန်ရာရဲ့အထူပါသူနာမဲ့အချိန်ရဲ့အနီးဝေးတွေမှာသူ့ကစားမဘွားဘယ်လောက်ခါထွက်သွားမလဲဘယ်သူမှအတက်ပြောနိုင်လိမ့်မယ်မဟုတ်ပါဘူးဒီချိန်မှာအီကီတီကီရဲ့ဂိုးတွေကမြင့်တက်နေအောင်မှာပါအခုတော့ရှစ်ဂိုးရှာတွေ့ထားပြီဖြစ်တဲ့ပြင်သစ်တိုက်စစ်မှုကအီဆက်ပြန်လာချိန်မှာအိုးပြန်လာပြီလားဘဲကြီးလို့မခိုးမခန့်နေလှုပ်လာရင်ကျွန်တော်တို့လည်းကြားမှာနေပြီးအားနာကြရအောင်တော့မေဒါကသူ့တန်ရာရဲ့နောက်ဆုံးသတင်းကိုမသိရသေးပဲကျွန်တော်ကခန်းစားသူကြီးဝင်လုံနေတာပါတကယ်လို့တပွဲနှစ်ပွဲချပြီးသူပြန်လာမယ်ဆိုလဲဒါကောင်းပါလေကျွန်တော်ပူပန်မှုများလွဲပါစေသူ့ရဲ့ကြန့်ခိုင်မှုသာတန်ဆွမ်းပါစီပေါ့လေဘရူနိုကိစ္စဆိုကြတော့ဒီထက်အထိနာပါတယ်နေတိုင်းမလို့သူတွေရှိနေတဲ့ဂျားကမိုင်းကိုအသက်ပေးပြီးချစ်ခဲ့သူတယောက်ပေါ့ထားပါတချို့ရဲ့သမင်းစားရေတောက်ပြောဆိုခဲ့ကြသလိုမျိုးသူ့ခြေသွမ်းကဘာမှမဟုတ်ဘူးပဲထားပါတချို့တွေပြင်းပြေပျော်ဖက်စော်ကားခဲ့ကြသလိုတော်ပြီကွာအဲ့ဒီကပတိန်လက်ပတ်ကြီးလွတ်ပစ်လိုက်စမ်းပါပဲထားသူဒီကိုရောက်ရှိနေချိန်ကာလာအတွင်းအသင်းကိုသူ့လောက်ဘယ်သူဟာချစ်နိုင်ခဲ့ကြလို့လဲသူ့လောက်ပဲစားမပေးဆက်နိုင်ခဲ့လို့လဲအဲ့ဒီဂျားကပဲအသင်းတာဝန်ရှိသူတချို့ကသူ့ကိုစော်ဒီပို့ကျင်ကြသေးတဲ့အမရင်ကသူ့ဘက်ဝင်ရက်ခဲလို့ဒါဒီမှာဆက်ရှိနေရခြင်းဖြစ်ပါတဲ့ကိုပေးတော့ပြန်မရနိုင်တဲ့လူဘွားပြဆက်ရှည်တွေတဲ့သူဟာထင်ရှားဆုံးဇက်ကောင်တအူးပေါ့အဲ့ဒီဘရူနိုဟာဗီလာရှုံးပွဲမှာဒဏ်ရာရခဲ့တယ်သူ့လောက်ဇောကန်နေကစားမှာသူ့လောက်10မိနစ်4တောင်အနားမြူခြင်းခဲ့သူဟာဘယ်လောက်တောင်ဆိုးရတဲ့ဒဏ်ရာကိုရခဲ့တာလဲကျွန်တော်ခုမသိသေးပါဘူးဒါပေမဲ့ဒီပြည့်စင်မှာသူလဲနာသလိုသူ့အသင်းလဲထပ်တူနာခဲ့ပါတယ်ဒီတဲ့နဲ့အန်လတ်လုပ်ပြီးပြောရရင်မန်ယူနဲ့ငိုစားရီစားကျွန်တော်တို့လိုပြိသက်တွေလဲနာတာပါပဲပိုဆိုးတာကသူခုလိုနာသွားချိန်ဟာအမ်မူနဲ့အာမတ်တို့အာဖရိကပြန်သွားပြီးစပထမဆုံးပွဲဖြစ်နေရပါပဲအမ်မူရင်ကိုယ်တိုင်ကလည်းဘရူနိုဘယ်လောက်ကြာအောင်နားရမယ်မသိသေးကြောင်းသူ့နီးပြဘွားတွေကယုံနိုင်ကြမရှိတဲ့အခိုက်အတန့်တွေပဲဖြစ်ကြောင်းနဲ့မန်ယူကယ်မီကလူငယ်လေးတွေကိုပဲခေါ်သုံးရပွဲရှိနေကြောင်းဖွင့်ဟပြောဆိုသွားခဲ့ပါတယ်ဒီမှာဒါရင်ဖလက်ချာရဲ့သားဂျက်ဖလက်ချာအတွက်အခွင့်အရေးဖြစ်လာမယ်သူဟာသူ့အဖေတဲ့သားလုံးနဲ့ကျွမ်းကျင်မှုတွေပြသထားသူဖြစ်ကြောင်းသတင်းများကဆိုပါတယ်သူ့အပြင်ရှေးလေးစီဘောလီသူကညာတော်မန်ကစားသူဖြစ်နေတာကနေရာတစ်ခုရလာဖို့ခွင့်ဖြစ်နေပါလေသူကစားဟန်ကဖိုရန်နဲ့ဆင်တူနေပြီးတချို့တွေကတော့ချာတိတ်လီယိုနယ်မက်ဆီလို့တောင်တင်စားနေကြတာပါသူတို့ကမန်ယူနာဂတ်အတွက်တောက်ပတဲ့အလားလာဖြစ်ကောင်းဖြစ်နိုင်ပါလေဒါပေမဲ့သူတို့ကမန်ယူရဲ့လက်ခဲတဲလဲတွေကိုအရေးပေါ်ဖြည့်ရှင်းပေးနိုင်ကြမယ်သူတွေတော့ဘယ်လို့မှမဖြစ်နိုင်သေးပါဘူးတကယ်တော့ဒီ post ကညထညကစားမ2ယောက်ဒဏ်ရာ2ခုအကြောင်းကိုစိုးရိမ်မကင်းရှိလာကြောင်းဝင်ပြောမိတာပါသူတို့ရဲ့နောက်ဆုံးသတင်းတွေကဒီ podcast လေးတက်လာချိန်လောက်ဆိုအားလုံးသိရှိပြီးဖြစ်နေလောက်ပါပြီ။ဘာနေမှတ်တမ်းတစ်ခုအလို့ငါပဲဖြစ်ပေါ့လေ။ခုလိုကျဲတကောင်ရဲ့ညီချင်းအစ်စ်ကိုစာဆုံးဝင်သားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကအန်ဂျယ်မင်းဖြစ်ပါတယ်။